အောင်စပြူကိုအမားတို့ကအမကချီးကျူးတဲ့အချက်တစ်ချက်ကမိသားစုကိုရှာကျွေးနေတဲ့သားကြီးတယောက်နေလဲချီးကျူးတာပါဟုတ်ကဲ့ပါကြောက်ပါလားတက်ရတဲ့ကိုဒီပါတီးတယ်ပြီးပါလေဒီလိုကကြည့်လို့ဘောင်းရောက်ပေါ့ဟာဘာဖြစ်လဲကြာအဲ့လေတဖာအော်ပြပါလို့အကုန်လုံးပေါ့နော်တည်ရမလားဟိုဒါကတော့ညီမရဲ့မုဒိတာပွားတဲ့လူကတော့အားပေးကြပါလေမုဒိတာမပွားနိုင်လို့မစ္စရစိတ်တွေများနေလို့ဒါအကန်နေပြောပြီးတော့အပြစ်မရှိရှိတာကိုရှာတယ်မောင်နှမကိုလည်းပေးစားတယ်ဒီလောက်ကွယ်ရုပ်ချင်းတူနေတဲ့ဟာကြီးကိုသမီးစားဖြစ်မလားအဲ့လိုပြောတဲ့ခါကျမာယူသားကအမှန်တရားပြောတော့နည်းနည်းတော့နဝင်ဆိုးတာပေါ့နော်ဇက်မထားတဲ့ security ကိုစီးသီးတွေရမယ်စီးသီးတွေရမယ်တစ်လုံးမှာ9000ဟာစီးပွားပြည့်ကိုဘဝစာပြန်တောင်းပြီအမေကန်နဲ့ပဲရိုက်ရမလားအမကန်နဲ့ပဲရိုက်ရမလားမီတွေးကန်နဲ့ပဲရိုက်ရမလားတော့မသိဘူးပေါ့နော်ဒါပေမဲ့သွားကြည့်မှာပါဘာသာအရန် hot နေလို့လေအရန်ချစ်ကြတယ်ဘာကြောင့်ချစ်တာလဲဆိုတာတော့မာယူသားကအပြည့်မှာသွားကြည့်အောင်ပါချစ်ပြရတဲ့အရာရွှေမန်းကိုချီးကျူးတော့ရွှေမန်းကိုတမတ်တော်လိုက်ပါလားတဲ့အခုလဲအောင်စပြူကိုချီးကျူးပြီးတော့ဘာတွေလာအောင်လဲတော့မသိဘူး